Hijack EBS system 7 EBS system electric power CRN system electric pool Java wire ကို43တက်ပြရနော်42 socket 43တက်မယ်တော့ဖွင့်မယ်ဒီနေ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 လေရောတော့ဒီလေနေတော့အားလုံးကအော်တိုဆော့ဖ်ဝဲရဲ့ဒီမှာ training သင်တန်းစာအုပ်ထဲမှာတန်းစု engine code တန်းစု EBS code တို့ရှိတာအဲ့ဒါပြင်လိုက်ရမရဘူးအဲ့တော့ဒီကောင် EBS ကအဲ့လိုသွားတယ်အဲ့ဒါတန်းစုဂျမ်ဘာဝါနဲ့ထိုးလို့ရတယ်